Hello ဒီနေ့ဗီဒီယိုလေးကတော့ကစ်တို့ဖန်သွားနေကြတော့ဖန်သွားတဲ့လမ်းအခြေအနေပြီးလို့ရှိရင်တလောက်လှပတဲ့ရေမီတောတောင်ရေတကောနေတောင်တန်းနေဘလောက်လှကြဒီဗီဒီယိုလေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်စက်ကြည့်ပေးပါဦးနော်ကစ်တို့ကရန်ကုန်ကနေဖန်ကိုမနက်စောကြီးထွက်မယ်လို့လှုပ်ထားပေးမယ်လေ7 နာရီလောက်မှပေါ့နော်ထွက်ပြတယ်ပေါ့နော်အဲ့တော့နေ့လယ်ချိန်ဖြစ်နေပြီဖြစ်တဲ့အတွက်0 မိုင်မှာရှိရရွှေပလင်မှာပဲနေ့လယ်စာစားပြီးတော့ဖန်အောင်ခီးဆောက်ပါမယ်ရန်ကုန်ကနေပြီးတော့ထွက်လာတဲ့ဒီကတော့လမ်းအခြေအနေကတော့အေးဆေးပဲအိမ်စီးကားတွေဖြစ်နေတဲ့အတွက်ဘာမှတော့မစစ်ဘူးဒီတိုင်းလေးပဲမျက်နှာလေးကြည့်တယ်မှတ်ပုံလေးနဲ့တောင်းစစ်တယ်စနေမြင်းဆောင်ဆိုအကုန်လုံး okay တယ်ပေါ့နော်ခေတို့သွားလာခဲ့တာကတော့ဒီဘောက်ကိုအကျော်ထိလဲအေးဆေးပဲဒါကတော့ဒီမှာပေါ့နော်ဖန်အောင်ရောက်ပြီးတော့မှတငယ်ချင်းရဲ့အိမ်မှာဒါတညအိမ်မှာပေါ့နော်မိုးလဲချုပ်နေပြီညနေဘက်လဲဖြစ်နေပြီဆိုတော့ဟိုတယ်မှာမတဲတော့ပဲနဲ့ဒီလိုမျိုးလေးတငယ်ချင်းအိမ်မှာညတော့စားပြီးတော့ဒီမှာလာတွေ့ရဖြစ်ပါရဲ့ရှင်ဒါကတော့ rubber channel မှာပေါ့နော်ဖအံမှာကကဲတို့သွားတဲ့ရက်ကအရန်ကိုမှပူပါတယ်မိုးကထေးတို့သွားတဲ့ရက်ပဲရွာတာဖြစ်တဲ့အတွက်အရန်ကြီးတော့မလှဘူးပေါ့နော်ဒါပေမဲ့အခုကဲဗီဒီယိုလုပ်နေတဲ့အချိန်မှာဖအံမိုးတွေရမ်းရွာပြီးရမ်းလာနေပါပြီအခုချိန်သွားအရန်လာပါတယ်ပေါ့နော်ဒါကတော့ကဲတို့မုကထစားတဲ့ဆိုင်လေးပါဖအံဟိုမှကဲတို့က line ပွဲဘက်မှာကဲတို့တငယ်ချင်းရဲ့အိမ်က line ပွဲဘက်မှာဆိုတော့အဲ့နာမုကထဆိုင်လေးမှာပဲဖြစ်တယ်လို့ညစာလေးစားလိုက်ပါရရှင်အရန်ကောင်းပါတယ်ဒါကတော့ကနန်းမှာကနန်းနေချက်စားမယ်ဆိုပြီးတော့အဲ့လိုမျိုးလေးကောက်ပါတယ်ပြီးတော့ကဲကဆူလိုက်တယ်ပေါ့နော်ကနန်းဆိုတော့မလုပ်ပါနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဆူလိုက်တော့ကနန်းမစားတော့ပါဘူးကနန်းရှာတဲ့အစီအစဉ်ပြီးတော့ပါတယ်မီးပုံမီးပြန်လိုက်ရပါတယ်အခုအရေးကိုသွားနေရပါဒီကချမ်းမိုင်ကျတော့ဒီကတော့အဲ့လိုပြရတယ်ဒါမှစက်တယ်လမ်းနေရလေအရန်ကိုမှလာပြီးတော့လေတောတောင်တွေလေလုံးဝအဲ့လိုမျိုးပေါ့နော်ခေတ်ကလို့တောတောင်စိမ့်လေးတွေဆိုအရန်ကိုမှမျက်စိအေးပြီးတော့လေအမြဲတမ်းကိုရီးယား screen time အရန်များတော့လို့စိမ့်ဆူဆူကြီးကြည့်ပေးရအရန်ကောင်းတယ်လေအဲ့လိုမျိုးဆိုတော့လို့စိမ့်ဆူနေတဲ့အဲ့ပတ်ဝန်းကျင်ကိုမြင်ရတဲ့အတွက်အရန်ကိုမှကျေနပ်ပြီးတော့လေခီးသွားတာအရန်ကိုမှလေပျော်နေတာဒီနေရာဆိုလို့ရှိရင်လည်းပုံရိုက်လို့အရန်လာတဲ့နေရာလေးပေါ့နော်အခုလောဆိုတော့ကျွန်မအလားဆက်ပြင်လိုက်ပါဦးမယ်ရှင်ခဏလေးဆောင်ပေးပါရှင်ဟဲ့ပြန်လာခဲ့ပါမယ်ရှင်အခုကတော့တပုံရိုက်မှာပေါ့နော်တပုံရိုက်မှာဖြစ်တော့ဖနက်တွေဒီမှာမရောနေဘူးပေါ့နော်အပြည့်အကုန်ထည့်သွားဆိုတော့ဖနက်တွေစီးပြီးတော့တပုံရိုက်လိုက်ပါဦးမယ်ရှင်ဒီ day season လာဖြစ်တဲ့ main ကသားဆက်ဆန်နေကျွန်မပုံနေ post ပေးလိုက်ပါဦးမယ်ရှင်ပြင်တွေ့ပါမယ်အခုကတော့ဒါပထမဆုံးဖအံလဲတဲ့နေ့ပထမဆုံး outfit လေးကိုမြင်ရမှာဖြစ်ပါတယ်ခဏတက်ပုံရလိုက်ပါဦးမယ်ဒီနေရာလေးကအရန်ကိုမှလာပြီးဟိုးနှဝင်မြင်နေရမသိလို့ရှိရင်ရေခဲတောင်လိုပါလိုပေါ့နော်အဲ့လိုမြူတွေနဲ့တိမ်နေနဲ့အရန်ကိုမှတဘာဝအတိုင်းလှနေတဲ့နေရာတွေမြန်မာနိုင်ငံမှာရှိသေးတာပဲဆိုပြီးတော့အရန်ကိုမှဂုဏ်ယူရတဲ့ခိုက်တယ်ပေါ့နော်အရန်မှလှတယ်ပေါ့နော်သူများနိုင်ငံတွေတီးတိုင်သွားပြီးတော့ဓာတ်ပုံလေးရိုက်ဆောင်လို့တော့ဘယ်နဲ့ဒီလိုလှတဲ့နေရာတွေတဘာဝအတိုင်းရှိနေပြီးရတဲ့အရန်ကိုမှကျေနပ်တယ်ပေါ့နော်ခီးသွားတာကြိုက်တဲ့ကစ်တရောတော့ဒီလိုမျိုးရှူခင်းလှလှလေးနဲ့ဓာတ်ပုံရိုက်တာအရန်ကိုမှသဘောကျပြီးအရန်ကိုမှနောက်ဆိုရင်ဖအံကိုပဲအမြဲသွားပြတော့မယ်မြို့တယ်မှာပါတယ်ပေါ့နော်မိုးရင်းဆိုသွားပြတော့မယ်မြို့တယ်မှာပါတယ်ပေါ့နော်ဖအံမိုးရင်းဆိုတအားကိုမှလှပါတယ်အခုချိန်သွားကြည့်ပါအရန်ကိုမှလှပါတယ်ဟိုတယ်ရောဈေးကြီးကုန်တော့မှာပဲဈေးတော့မတက်ပါနဲ့လို့အခုကတော့ကစ်တို့ပါတယ်ကွီးကျဲရေတကုံရောက်ပြီဖြစ်ပါတယ်ကွီးကျဲရေတကုံကကဲတော့သွားတာအရန်လည်းမိုးမများသေးဘူးမိုးလည်းမရွာသေးဘူးဒီတိုင်းပဲအဲ့လိုမျိုးပူနေတဲ့အချိန်ဖြစ်နေသေးတာဖြစ်တဲ့အတွက်အရန်တော့ရှည်ကိုမမျော်လင့်ထားဘူးပေါ့နော်ဒါပေမဲ့ကဲတော့ကစားဖို့တောက်ဖို့တွေဟိုမှာလူအရန်တော့မများဘူးပေါ့နော်ဘာလို့လဲဆိုတော့ခီးသွားနေသေးတဲ့အချိန်ကဲတော့သွားတာဖြစ်တဲ့အတွက်ကိုရီဖွဲရှိမှာကွာကိုရီဖွဲပဲရှိမှာအဲ့တော့စားဖို့တောက်ဖို့ရေတောက်မယ်ပါညာအကုန်လုံးကိုပစ္စည်းကိုတည်ပြီးတော့စားစရာတွေဝယ်ပြီးတော့ရေကုန်စီသွားပါမယ်ဒါလေးတွေကတော့အခင်းလေးတွေပေါ့နော်ကြိုက်တဲ့လူကတော့ကြိုက်တယ်ပေါ့နော်ဒါကြိုက်တဲ့လူကတော့မကြိုက်ဘူးပေါ့ကိကတော့နည်းနည်းတော့စားတယ်ပေါ့နော်ဒါရေတကွန်ရဲ့အဝင်လေးပါဒါကတော့ဒါရေနေနေတဲ့အချိန်ဖြစ်တဲ့ရေကမကြည့်ဘူးမိုးများတဲ့အချိန်အခုလိုချိန်ခေအခုလုံးနေတဲ့အချိန်မှာမိုးကရမ်းရွာနေပြီဖမ်းလာလည်းရမ်းရွာနေသလိုရောက်မှလည်းရမ်းရွာနေပြီပေါ့နော်အရန်ကမှလာတယ်ပေါ့နော်ဒီအခုအချိန်သွားရင်ပိုတော်လှသေးတယ်ပေါ့အဒီလားဒါကေးရိုက်ထားတဲ့လှတယ်ဆိုတာနည်းနည်းအကင်းပဲရှိသေးတယ်ဒါရေနေနေတဲ့အချိန်မှာရိုက်ထားပြီလို့လည်းအရန်မလှဘူးဒါပေမဲ့
အခုချိန်သွားကြည့်ရေမိုးရင်းဖြစ်တဲ့ချိန်သွားကြည့်ရေများတဲ့ချိန်သွားလို့ရှင်ဒီရေတပုံတွေကလုံးဝလှပြီးတော့ဒီကြောက်တုံးလေးတော့မြင့်ကျင်းမှလည်းမြင်ရမှာပေါ့နော်ကြည့်တော့မရဘူးသေးတော့မသိဘူးပေါ့နော်နောက်တစ်ခါတော့ထပ်သွားမှာမိုးရင်းနဲ့ထပ်သွားမှာဖြစ်ဖြစ်အကြရတဲ့ထပ်ပြီးတော့ဘလော့လေးထပ်တင်ပြီးတော့မြင်ရေးဒါတော့ကျမရဲ့ဟာဝိုင်ဂျွန်းလေးလောက်ပြီးတော့ပုံလေးရိုက်တာပဲဖြစ်ပါတယ်ဓာတ်ပုံလေးဗီဒီယိုလေးရိုက်လိုက်ပါမယ်ပဲလေးများလိုက်ပါမယ်ရှင်ပြီးတဲ့ရေတော့ဘလောက်လှလဲဆိုတာဒီမှာပေါ့နော်အမြင်တွေ့နေရတဲ့အတိုင်းပဲပေါ့နော်ဒီနေရာကိတုတင်ကြီးချင်းအိမ်နဲ့အနည်းဆုံးနေရာပြတဲ့ကိတုကဒီနေရာအရှင်သွားခဲ့ရပြီဖြစ်ပါတယ်ပြီးတော့ကိတုကမြင်ရတဲ့အတိုင်းပဲပေါ့နော်မုတ်တီစားစရာတွေရေတွေအေးတွေအကုန်ယူသွားပြီးတော့အိတ်ဒီနဲ့တည်သွားပြီးတော့ရေပေါ်မှာသွားကြီးဆော့ခဲ့တယ်ပေါ့နော်ပြီးခီးတော့နေတာဖြစ်တဲ့အတွက်ရေကတော့လည်းနောက်ပြီးတော့ဒီလိုမျိုးဖက်နေရတယ်ပေါ့နော်အဲဒီလိုမျိုးရှိဖြစ်တဲ့အတွက်ချီချီလေးလေးပဲရိုင်းတော့ဘုံမများလေးတော့ရေရောရောင်းနေတယ်ဒီပဲကြော့ခဲ့ပါတယ်ဒါကတော့ကိတော့စနာရေဒီကုန်းနဲ့ရေမစင်းငင်ပေါ့နော်တကယ်ကြငယ်ချင်းတွေစောင့်တဲ့အချိန်မှာခဏလေးစောင့်နေတဲ့ဟာကိုဗီဒီယိုလေးရိုက်ထားတာဖြစ်ပါတယ်ရှင်အခုကတော့ဒီဖာနေမှာပါမယ်ဖာအမှန်ကတော့နှစ်ညအိမ်မယ်ပေါ့နော်နှစ်ညအိမ်မှာဖြစ်တဲ့အခုဟိုတယ်ကိုသွားမှာဖြစ်ပါတယ်မသွားခင်လမ်းမှာကျွန်မအိတ်ချောင်ဆောင်လိုက်ပါအောင်မယ်ရှင်ဒါပေမဲ့ကျွန်မအိတ်ချောင်မယ်ဆောင်တာပါတကယ်အိတ်သွားတဲ့သူလေးကတော့ထဒါဒီမှာရှင်တို့တွေမရည်နဲ့တော့အဲ့ဒါကျွန်မမောင်လေးကျွန်မစီးထိုးကြတာဒါကတော့ဇွဲပင်ဟင်းနဲ့ကျွန်မရဲ့မိုးရွာတဲ့ခိုင်တန်းနေပေါ့နော်ဒါကကျွန်မတို့ဒဲမဲဟိုတယ်ဇွဲပင်ကိုသွားတဲ့လမ်းမှာပါဟိုတယ်ဇွဲပင်ကိုသွားတဲ့လမ်းမှာအရင်ဟိုမှာလှတဲ့တဘာဝလာတရားတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒါပြီးလို့ရှင်တော့ကျွန်မရေကူးလိုက်ပါဦးမယ်ရှင်ဘာလို့လဲဆိုတော့တနေ့လုံးလုံးကျွန်တော်တပ်ပုံရိုက်တာနဲ့ပါနဲ့ဆိုတော့ရေလေးကူးပြီးတော့အနားယူမယ်ပေါ့နော်ဟိုတယ်ဝင်းထဲကနေကြည့်ရတဲ့တောင်တန်းကြီးရဲ့အလားအရင်ကမှလှပါတယ်ခါတစ်ခေါက်တော့သွားလေကြည့်ပါဒါကတော့ကျမတို့ပထမဆုံးတည့်ရဟိုတယ်ရဲ့ရေကူးကန်မှာအဆင်ပြေတယ်ပေါ့နော်ကျမရဲ့ဓာတ်ပုံရိုက်တဲ့အချိန်လေးပေါ့နော်ကျမတို့ရိုက်လိုက်ပါမယ်ရှင်ဓာတ်ပုံဗီဒီယို TikTok အကုန်ရိုက်လိုက်ပါမယ်ရှင်ဒီနေရာရဲ့အရန်ကမှလှတယ်ပေါ့နော်ဒါပေမဲ့ဒီထက်လှတဲ့နေရာတွေလည်းရှိရပေါ့နော်ဟိုတယ်တွေကတော့အဲ့နေရာကီတော့သွားတာဟိုတယ်တွေအကုန်လုံးပြင်နေတယ်ခီးသွားနေပြီပဲလေခေါ်တယ်ဒီကောင်တော့ပြည့်နေပါတယ်အဲ့တော့သွားမယ်ဆိုလို့ရှိရင်လည်းကြိုတင်ဘိုကင်လေးလုပ်ထားကြပါပြီးတော့အဲ့လိုမျိုးလှတဲ့နေရာတွေကိုသွားကြည့်ပါလို့အရန်ကလှနေတယ်အများကြီးပဲကွာသေးတာဒီမှာဆိုတောင်းအဲ့လိုမျိုးစားစရာတွေဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်ဘဲရဲ့သွေးနဲ့လှုပ်တဲ့ကွီဒီယိုဆိုင်လေးမှာသွားစားခဲ့ပါတယ်ဒါကတော့ကိစားရမဟုတ်ပါဘူးကိတငယ်ချင်းတွေစားတာပါခိကမမခောက်ဆွဲကြောမဟုတ်ဟုတ်တယ်မမခောက်ဆွဲကြောစားပါမှာစားမှာပါဝမ်းသာပါပြီမမခောက်ဆွဲကြောဖြစ်ပါတယ်သူတို့ရဲ့ကရင်ပေါ့နော်ကရင်စတိုင်ပေါ့ပါဆိုပါပါပဲဖကပောင်းဆိုတာပဲဖကပောင်းမမခောက်ဆွဲကြောဖြစ်ပါတယ်ရှင်စားလိုက်ပါအောင်မယ်စားလို့ကတော့ကောင်းပါတယ်ဒါကတော့အခုကန္နာလန်းအောင်သွားမယ်ပေါ့နော်ကန္နာလန်းနဲ့မမိုးလေးပါလေးပတ်ဝယ်ပြီးလို့ရှိရင်ဘာတွေရှိမလဲပေါ့ဘာတွေစားစရာရှိမလဲဆိုပြီးတော့ပတ်ကြည့်ပါတယ်ပြီးတော့စားစရာလေးတွေနည်းနည်းပါးစားပြီးတော့ဟိုတယ်ပြန်ပါမယ်ဟိုတယ်မှာရှိတဲ့ချစ်သူလမ်းကြားဆိုရယ်လမ်းကြားလေးရှိတယ်ပေါ့နော်အဲလမ်းကြားလေးတွေကိုဝင်ကြည့်ပါမယ်ဘာမှဒူးစနေကြီးတော့မဟုတ်ဘူးဗျတောင်လုံးကြားမှာမိထိုးပေးထားတဲ့အဲ့လမ်းလေးလောက်ထားပြီပေါ့နော်အဲ့ဒါပဲနောက်နေ့ကျလို့ရှိရင်တော့မနက်စောစောထားပြီးတော့ထပ်ပုံသွားရင်မှဖြစ်ပါတယ်အဲ့တော့အခုမနက်လေးနိုးပြီဆိုလို့ရှိရင် breakfast စားပြီးလို့ရှိရင်နောက်တနေရာသွားပါမယ်ဟိုတယ်နောက်တနေရာမှာ check in လုပ်ဖို့အတွက်သွားပါမယ်မနက်စောကြီးကအာလီဘလီပေါ့နော်ကြတော့အတော့ဝင်ဖို့အတွက်အရင်လုံးပန်းနေအဖွဲ့ဆိုတော့ဓာတ်ပုံသွားရိုက်ကြပါမယ်မနက်စောစောကလေးကခီးတဲ့အဲ့လိုနေရာအစုံသွားတဲ့အဖွဲဆိုတော့မနက်စောကြီးတွေကတနေရာပြီးတနေရာရှောက်လိမ့်မို့ထလာပါပြီဒါကတော့အိမ်မြို့ဆောင်တဲ့ဘက်ပေါ့နော်တောင်တန်းနေကြတဲ့မှာတောင်နေကြတဲ့မှာရိုက်ချင်တာဖြစ်တဲ့အတွက်အဲ့နေရာလေးကိုသွားလိုက်ပါအောင်မယ်ရှင်ဒါကတော့တောင်နှစ်ခုကြားထဲမှာပေါ့နော်အရန်ကမှလှတယ်နောက်ကကြောက်ဆောင်နေပေါ့နော်တောင်နေဆိုလည်းအရန်ကမှလှတဲ့တောင်ဆောင်နေနဲ့မိုက်တယ်ဒါကတော့ဖအန်ကန္နာလနာမှာရှိတဲ့ကော်ဖီဆိုင်လေးပါဒီဆိုင်လေးကအစားတောက်အရန်ကောင်းတယ်အဲ့ကပရှုထမင်းကျော်အရန်စားကောင်းပါတယ်နောက်တစ်ခါလာရင်လည်းပရှုထမင်းကျော်နဲ့ဆိတ်လက်ပတ်ထောင်ထပ်စားပါမယ်လို့အရန်စားကောင်းတယ်ကြည့်ရင်ကြိုက်တယ်လို့စားတော့အစားတောက်ကောင်းတဲ့ဆိုင်လေးဆိုလေအရန်ကမှကျင်းနေတယ်ပျော်လဲပျော်တယ်ဘာလို့လဲဆိုတော့ဒီစားတောက်လေးကိုသွားစားတာကွယ်စားတောက်မကောင်းဆိုအဆင်မပြေဘူးဒီစားတောက်ကောင်းဆိုင်လေးတွေဆိုရင်အရန်သဘောကျပြီးအရန်ပျော်ပါတယ်စားတောက်ကောင်းလေးတွေစားရရင်ဟိုပိုပျော်ပါတယ်ရှင်ဆိုင်နမဲကတော့ဘာလဲတော့မသိဘူးဆိုင်နမဲကိုရိုက်တော့ရိုက်ခဲ့တယ်ဆိုင်နမဲတော့
တတိမထားမိဘူးလို့ပေါ့နော်ဒီလေးဆိုင်ပုံစံလေးပါရှင်အဲထဲမှာဒီလိုမျိုးလေးတွေရိုက်လို့ရတယ်ပေါ့နော်ဒီကတော့ဒီလိုမျိုးလေးရိုက်လာပါတယ်အရင်ကဝမ်းလာပါတယ်ပဲပြီးလို့လေးရပါတယ်ဒါပေမဲ့နည်းလေးပူတယ်ပေါ့နော်သူအဲအကုန်ကဖွင့်တော့ဖွင့်လာတယ်ဒါပေမဲ့ဘလို့လဲမသိသူတို့ဖွင့်တော့ဖွင့်လာတယ်ဒါပေမဲ့နည်းနည်းပူတယ်နေ့လေစားလေးစားပြီးပြီဆိုတော့ကစ်တူကအချိန်ကြီးပိုနေတော့ဆက်တန်ကူကိုသွားလဲပါမယ်ဆက်တန်ကူကိုသွားလဲတဲ့အခါမှာကစ်တူတစ်ခါမှမရောက်ဘူးသေးတဲ့အတွက်ဆက်တန်ကူအစအနေကူဆုံးတီကိုသွားလဲမှာပဲဖြစ်ပါတယ်တဘာဝအတိုင်းဖြစ်နေတဲ့ဒီထုံးကြောက်တွေဘလို့ခေါ်လဲတော့နားမလဲဘူးပေါ့နော်မှားမှာဆိုလို့ပေါ့နော်အဲ့ဒီတဘာဝအတိုင်းဖြစ်နေတဲ့ကြောက်တုံးတွေပေါ့နော်ဒီနေရာတွေအကုန်လုံးကိုကစ်တူကရှောက်လဲပါမယ်ပြီးတော့ကရင်တငယ်ချင်းတယောက်ပါတယ်ကရင်တငယ်ချင်းကောင်မလေးကသူကတီးသလောက်ပေါ့နော် sharing သူတီးသလောက်ကိုကစ်တူကိုပြောပြပြီးတော့ကစ်တူကသူပြောတဲ့ဟာလေးတွေနားထောင်ပြီးတော့ကူလမ်းလျှောက်ပြီးတော့ကူထဲအဝင်မှာပဲဖြစ်ပါတယ်ဟိုးမမြင်ရတာဆိုလို့ရှိရင်လည်းလင်းတို့တွေပေါ့နော်လင်းတို့တွေတော့ဘာဝရတိုင်းသူတို့ကူထဲမှာလာပြီးတော့အိတ်တဲစားတယ်တောက်တယ်အဲ့လိုမျိုးနေတာလေးတွေကိုမြင်ရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေရာတွေအကုန်လုံးကမိုးရင်းဆိုလို့ရှိရင်ရေကျတယ်ပေါ့နော်ရေကျတာဖြစ်တဲ့အတွက်ဒီရွာနာလူတွေအကုန်လုံးတပ်ပုံလာရိုက်ကြတယ်ရေဒီလာဆော့ကြတယ်ပေါ့နော်ဒီစတဲ့ကူမှာလည်းဒီလိုမိုးရင်းဆိုအရန်ကမှလူစီပြီးတော့ခီးသွားများပြီးတော့လှတဲ့နေရာတနေရာဖြစ်ပါတယ်ပြီးတော့ဆက်တဲ့ကူကဒီအထဲထဲမှာပဲလှတာလည်းမဟုတ်ဘူးပေါ့နော်အပြစ်မှာအစသူကခီးသွားတွေအတွက်တပ်ပုံရိုက်လို့ရအောင်ဆိုပြီးတော့တေချာလေးအလားဆင်ပြီးတော့ပန်းတွေကိုပြီးတော့စိုက်ပေးထားတဲ့နေရာလေးရှိရပေါ့နော်ဒါကတော့ခုအတွင်းထဲကမြင်နေရတဲ့နေရာလေးဖြစ်ပါတယ်ပြီးလို့ရှင်တော့မုံရဲ့အစနေပြီးတော့ဟိုးအတွင်းထဲဒီပေါ့နော်လှိုင်ကူမရောက်မချင်းကိုစက်ကူပန်းနေနဲ့အလားဆင်ပေးထားတာဖြစ်တဲ့အတွက်ဒီနားပတ်ဝန်းကျင်ကကရင်ဝတ်ဆောင်လေးတွေနဲ့လာပြီးတော့တောင်းရိုက်ကြရပေါ့နော်ခေကတော့ကရင်ဝတ်ဆောင်မဝယ်ပြလိုက်တဲ့အတွက်တောင်းမရိုက်တော့ဘဲနဲ့ဒီတိုင်းပဲကိုလေးလာပြီးတော့တွားလဲပြီးတော့ပြန်ပြီးတော့ထွက်ခဲ့ပါတယ်ပြန်ထွက်ဖို့ကလည်းသူကဝင်ပြီးလို့ရှင်ပြန်ထွက်မယ်ဆိုတော့တပတ်ကြီးပြန်ပတ်ရမှာပေါ့နော်အဲ့တော့လေစီးရပါမယ်လေမစီးချင်ဘူးဆိုလို့ရှင်တပတ်ကြီးပြန်ပတ်ရမှာပေါ့နော်လေစီးလိုက်တော့အတွေ့အကြုံလေးရရပေါ့ကွယ်တည်ရမှာတော်တော်များများလည်းကူထဲကိုလာပြီးလေစီးကြတာဆိုတော့ခေတို့ကလည်းထုံးစံအတိုင်းလေစီးဖို့လေမှာအေးစာရွက်လေးပေါ့နော်စောင့်ရပါမယ်စာရွက်လေးပေးပြီးတော့သူကလေထွက်မဲ့အချိန်ကိုစောင့်ပြီးတော့ခီးသွားနေတာဖြစ်တော့အရန်မြန်တယ်ကိုလက်မဖြတ်လိုက်ပြီးဆိုတော့ချက်ချင်းလေးရထွက်ပေးတယ်ပေါ့နော်အဲ့တော့လှီလေးနဲ့ဓာတ်ပုံရိုက်မယ်ဗီဒီယိုရိုက်မယ်ပြီးတော့ရှုခင်းနေအဝါကြီးကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့စိမ့်ဆိုပြီးတော့လေနေရတော့ပူတယ်မိုးရင်းမဲ့သွားမိုးရင်းသွားရင်တော့အရန်ကောင်မှနေလို့ကောင်းမြော်လေရေတွေလည်းလှတယ်ပေါ့နော်အခုကတော့မိုးရင်းမဟုတ်ပဲနဲ့နှွေးခေါင်ခေါင်ပုံစံဖြစ်နေရပါတော့မိုးကလည်းတစ်ခေါက်ပဲရွာထားတည်ရဖြစ်တဲ့အတွက်အရန်ကြီးတော့မလှနေဘူးပေါ့နော်ဒါပေမဲ့ဒီလောက်လှတာတွေမဲ့တော်တော်လေးလှနေပြီခွာသေးတာအဲ့တက်လှကျင်နေဆိုရင်တော့မိုးရင်းသာသွားအမျိုးတို့ရေဒါကတော့ကစ်တို့လေပြန်ထွက်တဲ့အပေါင်းမှာမြင်ရတဲ့တဘာဝရှုခင်းနေဖြစ်ပါတယ်အရန်ကမှကျေနပ်နေပါတယ်ဒါပေမဲ့မကျေနပ်တာတကူကကစ်တို့ကဘာမှလန်ခီကိုတေချာမသိရတဲ့အတွက်ဖက်နှက်တွေမပါပါဘူးတောလန်းကိုဖက်နှက်တွေမပါဘဲနဲ့ပြန်ရပါတယ်အဲ့ဒါလေးတကူတော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့သူကရှေ့မှာစကပ်ပေးထားပါတယ်လေစီးမဲ့ဧည့်သည်များဖက်နှက်ယူသွားပါဆိုတော့ကဲတို့ကဘာမှညာမှမသိဘူးတခါမှလည်းမရဘူးလားပဲလို့တဲ့ဖက်နှက်ကိုမယူပါဘဲနဲ့ကားထဲမှာချုပ်ခဲလိုက်ပါတယ်ဒီခေါက်သွားလို့ရှိရင်တော့ဖက်နှက်လေးတွေယူသွားကြပါလမ်းနည်းနည်းလေးတော့နားရပေါ့နော်6လောက်ကလေးတွေလဲတာပတ်တာတွေလည်းပြီးပြီဆိုတော့ကဲတို့ဟိုတယ်ကိုသွားပါမယ်ဟိုတယ်ကလည်း check in ဝင်လို့ရပြီဆိုတော့ဟိုတယ်ရဲ့ view ကို show လိုက်ပါအောင်အရန်ကိုမှမိုက်ပါတယ်ကဲတို့ကတရက်ကိုဟိုတယ်တစ်ခုနှုံနဲ့တဲလိုက်တာပုံစံဖြစ်သွားရပေါ့နော်ဒီမှာညနေပိုင်းရှုခင်းအရန်ကိုမှလာပါတယ်ဒီ view ကြီးနဲ့ရေကူးရတာပါကျမရဲ့အကြိုက်ပေါ့နော်ကဲဗီဒီယိုလေးတွေပုံလေးတွေရိုက်လိုက်ပါအောင်မယ်ရှင်ပြီးရေစိမ်လိုက်ပါအောင်မယ်ပြီးရေကူးမယ်ပေါ့နော်သပင်ဆုံမှလည်းကြောက်တော့သပင်ကိုတိတ်ပြီးတော့အထိမခံအောင်ခေါင်းတစ်လုံးတောင်ခေါင်းတစ်ခုလုံးဆူလို့မရအောင်ဆိုတော့နည်းနည်းလေးပို့စီပါလေးပေးပြီးရေလေးစိမ်မယ်ပြီးဓာတ်ပုံလေးပါလေးရိုက်ပြီးရင်တော့နောက်တနေ့ဆက်တော့ပါမယ်ဒီရေကူးကန်ရအရန်ကမှလာပါတယ်အနောက်ကဇွဲကပင်တောင်ကြီးကိုမြင်နေရပြီးတော့ဟိုးထိတ်မှမြင်ရလားအဲ့လိုမျိုးသူများတွေလေတက်တန်းလေးနဲ့ဓာတ်ပုံရိုက်တဲ့နေရာလေးပါအမှပြီးတော့ဖျားစီစီလေးတော့တိတ်တော့မမြင်ရဘူးပေါ့နော်ခေတ်တဲ့တောင်ဝိုင်းပေါ်မတက်ဘူးသေးတော့တိတ်တော့မသိဘူးပေါ့နော်အဲ့အောက်ကနေလှမ်းပြီးမြင်ရတဲ့ဟာလေးကတော်တော်လေးကိုမှလာပါတယ်ခေတ်ကတော့အဲ့လိုဓာတ်ပုံရိုက်ချက်လို့ဆိုပြီးအဲ့လိုမျိုးကုန်းတက်နေရှည်နေလို့ဓာတ်ပုံရိုက်ရတာကြိုက်ပါတယ်အဲ့တော့ဓာတ်ပုံရိုက်လိုက်ပါအောင်မယ်ပြီးလို့ရှိရင်ဘယ်တော့မှလဲဆိုတော့ channel မှာဓာတ်ပုံဆင်းရိုက်ပါမယ်ပြီးလို့ရှိရင်တော့ညစာစားပါမယ်တဒါအခုကတော့အလှတွေပြင်ပြီးတော့ channel မှာဓာတ်ပုံရိုက်မှာပဲဖြစ်ပါတယ်ဒီနေရာကအနောက်ကဆွဲကပင်တောင်ကြီးမြင်ရတယ်ပြီးတော့ညနေဆောင်နေပြီဖြစ်တဲ့အတွက်မြူတွေလည်းအဲ့လိုပေါ့နော်ဒီရေးလေးမြင်ရတယ်ပေါ့နော်မိုးရွာထားလို့ရင်တော့ပုံပြီးတော့မြင်ရပါပေါ့နော်
ဒီမှာအဲ့လိုမျိုးစစ်ကြိုက်ထိုင်လိုက်ရိုက်ထိုင်ပြီးရိုက်တယ်ပြီးလို့ရှိရင်မတ်တက်ရိုက်ပြီးရိုက်တဲ့ပုံတွေကိုစုံနေအောင်ပဲရိုက်တယ်ပေါ့နော်ဒီနေရာလေးတအားလောက်မှလာပါတယ်ဒီ hotel လေးကတော့ Marvelous Hotel ဖြစ်ပါတယ်ပုံနေရိုက်ပြီးဆိုလို့ရှိရင်တော့ခေတ္တနောက်တစ်နေရာသွားပါမယ်နောက်တစ်နေရာကတော့နေတဲ့နေရာတဲ့အတိုင်းပဲပေါ့နော်ဒါကေဘယ်လေးစီးပါမယ်ကေဘယ်ကိုဇွဲကပင်တောင်မှာလည်းစီးလို့ရတယ်ပေါ့ဇွဲကပင်တောင်တော့ပဲဇွဲကပင်ကိုသွားရင်လည်းကေတိုဟိုတယ်နားမှာပဲသူကလုံမနီဥယျာဉ်ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီမှာအရင်ကတော့လူတွေများတယ်ပေါ့နော်အခုကကျတော့ခီးသွားနေတာဖြစ်တဲ့အတွက်သူတို့လည်းတိတ်ပြီးတော့အရင်တော့လူမစီဘူးပေါ့နော်ဒါပေမဲ့ကိုသွားခြင်းတဲ့အချိန်ကိုသူက10 ယောက်စာပေးလိုက်လို့ရှိရင်သူတို့ကလှည့်ပြီးတယ်တဲ့အဲ့တခုတော့ကောင်းတယ်ပေါ့နော်တခါကြောက်ရှင်ကတော့ခီးသွားတဲ့အချိန်မှာပေါ့နော်ကိုသွားတဲ့အချိန်မှာမှအဲ့ဒီဟာကြီးကမလှည့်ဘူးရက်နေတယ်ဆိုလို့ရှိရင်မစီးခဲ့ရတာမျိုးရှိတယ်လေအခုနောက်ပိုင်းကျတော့သူကကေဘယ်လေးတွေကပေါ့နော်အဲ့လိုမျိုးကကိုလာတဲ့အဖွဲပဲပေါ့10 ယောက်မပြည့်ဘူးဆိုလဲ10 ယောက်စာပေးပြီးတော့စီးမယ်ဆိုလို့ရှိရင်သူတို့ကဒီကေဘယ်လေးတွေလှည့်ပြီးရပေါ့နော်ကေဘယ်ပေါ်ကနေကြီးရတဲ့ view ကအရန်ကောင်မိုက်တယ်မိုးရွာတဲ့အချိန်သွားကြည့်ပါအရန်ကလာတယ်ခေတူကမိုးရွာတဲ့အချိန်မသွားလိုက်ဘူးဘာလို့လဲဆိုတော့မိုးရွာတဲ့အချိန်ကနောက်နေ့ဖြစ်သွားပြီဖြစ်တဲ့အတွက်နောက်တနေ့အောင်ဆက်သွားမှဖြစ်တဲ့မိုးရွာတဲ့နေ့ကိုသွားမစီးလိုက်ရအောင်မိုးရွာတဲ့နေ့ကိုတေချာပေါက်သွားစီပါအရန်ကလာပါတယ်တကယ်ပြောရရှုံးပါဒါစီပြီးသွားလို့ရှိရင်တော့ခေတူဖအံညာစည်းတဲ့ကိုသွားပြီးတော့ဖအံကန်းနာဘက်ကိုပေါ့နော်သွားပြီးတော့ဥမတော့ဘူကီစားမှာဖြစ်ပါတယ်တော့ဘူကီဒီနေ့ရဲ့ညစာလေးကတော့ဘူကီဖြစ်ပါတယ်မနေ့ကတော့မုကထစားတယ်ဒီနေ့တော့တော့ဘူကီစားပြီးတော့ဒီညတာကိုဖြတ်သန်းလိုက်မှာဖြစ်ပါတယ်ဒါပေမဲ့တညလုံးစားအဲ့ဒါပဲစားမှာတော့မဟုတ်ပါဘူးเนาะအများကြီးစားပါတယ်ဘာကြီးစားလဲတော့မသိဘူးဒီနေ့ weight တွေတော့တက်လာတယ်ပြီးတော့ကိကအဲ့လိုစားရတာစိတ်တာဖြစ်တဲ့တကုံစားမှာဖြစ်ပါတယ်ပြီးတော့ရန်ကုန်မှာလည်းစားရတဲ့အပြင်ဖအံမှာပါအဲ့ဒါလာစားတာပါစားတော့လို့ပြီးဆိုရင်တော့ဟိုတယ်ကိုပြန်ပါမယ်ဟိုတယ်ပြန်တဲ့လမ်းမှာမိုးရွာကန်နေမိုးချိန်တာနဲ့စီးလက်တာတွေကိုရိုက်ထားတာပါရန်ကုန်မှာမိုက်ပါတယ်ပုံစင်းရိုက်ချင်မှမရရဲပါဘူးဒါကတော့ဟိုတယ်ညဘက် view လေးပဲဖြစ်ပါတယ်ရန်ကုန်မှာလှပြီးတော့အရန်ကုန်မှာ resort ပေါ့နော် AACC နဲ့တွန်းနေသူနေလို့ရတယ်ပေါ့နော်ရေကူးကန်လေးနဲ့ AACC အဲ့လိုတောအုပ်ကလေးလိုမျိုးလေးချစ်စရာလေးပါညဘက်ကိုမီးလုံးလေးထွန်ပေးထားရပေါ့နော်ဒါပေမဲ့သွားတော့မသွားရဘူးလူမပိုင်ဘယ်မှမသွားရဘူးကြောက်လို့ဒုတိယနေ့ဖအံလဲတဲ့နေ့လေးကတော့ဒီလောက်ပါပဲရှင်နောက်ရကြရင်တော့မနက်စောကြီး9 နာရီထားထားတဲ့ရှုခင်းကိုတစ်ချက်ရှိုးလိုက်ပါဒီမှာကြီးနောက်ကတောင်တန်းတွေလုံးဝမမြင်ရတော့ဘဲနဲ့ကျမတို့ကအဲ့ရှုခင်းကိုပေါ့နော်ကြည့်ပြီးတော့မကတ်ထားပြင်အလားတွေပြင်ဝယ်စားလဲပြီးတော့ကျမတို့ဖိုတိုရှုလေးလုပ်ပါမယ်ရှင်ပြီးရင်မနက်စာလေးစားပါမယ်အခုတော့ဆိုတော့ရှုခင်းတင်ကြည့်လိုက်ပါဦးဒါမီးခိုးတွေမဟုတ်ပါဘူးလုံးဝတပါဝဒါမိုးရွာတာနည်းနည်းလေးပဲရွာတာနော်ရွာတာအဲ့လောက်နည်းနည်းလေးရွာတာတော့ဒီလောက်ဖြစ်နေအောင်ဆိုမိုးတွင်သွားမယ်ဆိုရင်ဂျီရိုရှူတောင်သွားလိမ့်မယ်အရန်ရပေါ်မှာလှတဲ့တပါဝရှုခင်းတွေမြင်ရမှာကွာတိလားသွားတာလေမနက်စာစားတဲ့breakfast လေးပေါ့နော်ဟိုတယ်ကကျွေးတဲ့ breakfast လေးပါတိုက်တာစားလို့ရပါတယ်အကုန်စားလို့ကောင်းပါတယ်မြန်မာမုန့်နေရာအစားတေခင်အိုက်ခံပေးထားတာပေါ့နော်ပြီးတော့ဟိုတယ်ဝင်းထဲမှာဆိုလဲမနက်ပိုင်းရိုးအရမိုက်နဲ့ထွက်သွားမယ်ဒါကတော့ကေတော့မနက်စောကြီးကော့နန်းသာစမ်းချောင်းကိုသွားဖို့အတွက်ထလာခဲ့တာပေါ့နော်ဒီမှာလမ်းမှာမြင်ရတဲ့ရှုခင်းနေရတယ်ရန်ကုန်မှာလှရပါတော့ကော့နန်းသာစမ်းချောင်းကိုလည်းကြည့်လိုက်ပါဦးရန်ကုန်ကလှပါတယ်ဒါပေမဲ့မိုးကနည်းနည်းလေးမစိုးတော့လေးရွာထားတာပြတဲ့ဆိုင်းကြောင်းကလည်းရေအလောက်မရှိဘူးပေါ့နော်လုံးဝကိုမရှိတဲ့အနေအထားဖြစ်နေရပေါ့နော်သူများတွေသွားတာတော့ရေတွေရှိရပေါ့ကိုသွားတဲ့လက်ကျရင်ရေမရှိဘူးဒါပေမဲ့နောက်ကတိန်နေမြူတွေနဲ့တောင်တန်းကြီးနဲ့ဒီလိုစိုက်ခင်းနေနဲ့ကြည့်ရတာတော်တော်ကိုမှတန်ပြီးတော့ရန်ကုန်မှာကျင်းနေပါတယ်အမြဲလဲသွားပါမယ်ရန်ကုန်မှာဖအံ့မလေးအဲ့လိုအိမ်ဝဲပြီးအောင်နေကျင်တယ်ရန်ကုန်မှာမိုက်တယ်ပေါ့နော်သူ့ရဲ့ bike ကအရန်လှပါတယ်အေးချမ်းချမ်းနဲ့မိုးလေးဆိုရန်နေကောင်းပါတယ်နေလို့ကောင်းတယ်ပေါ့နော်ຫນွေကတော့မပြောတော့ဘူးနော်ကေတို့သွားတာတော့ຫນွေမကြမိုးမကြမိုးရင်းမြင်နေမယ်မိုးမြရင်အရန်ပူတယ်ပေါ့နော်ဒီလိုအချိန်လေးမှာသွားကြည့်ပါတဘာဝလမ်းနေရတယ်အရန်ကိုမှသူ့ရဲ့ဒီတောင်ကြားလမ်းနေမှာကေတို့တပ်ပုံသွားပြီးတော့ထရိုက်မယ်ပေါ့နော်တောင်ကြားလမ်းမှာတပ်ပုံထရိုက်ဖို့အတွက်ကိုလမ်းသွားတဲ့လမ်းနေရလဲကောင်းတယ်ရှုခင်းနေရလဲဘေးနားမှာတောတောင်နေပဲဆိုတော့မျက်စိကိုအေးပြီးတော့အရန်ကခီးထွက်နေရတဲ့မှုအပြည့်ရရကွာသေးတာပြီးတော့ဒါကတော့ကေတုရိုက်တဲ့တောင်ကြားလမ်းထဲမှာပါနောင်တောင်ကြားလမ်းထဲမှာကေတုတပ်ပုံလာဟိတာပဲဖြစ်ပါတယ်ဒီမှာကေတပ်ပုံရိုက်လိုက်အောင်ပဲပေါ့နော်ခဏဆောင်ပေးပါဒီနေရာလေးရမ်းလာပါတယ်ဒီနေရာမှာတောင်းကိုနောက်ခံထားပြီးပုံနေ
အမိုက်စားတွေထောင်းရက်ခဲ့ပေါ့နော်ဒါကတော့ hotel 1နဲ့ကပါကီကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ Ghetto ရန်ကုန်ပြန်ပါပြီဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တတာ